အဖေသခင်လိုတော့ချဆိုပြီးတော့တခြားစဉ်းစားကြည့်လို့ရှိရင်အတိညာဉ်ကိုထိတ်တန်းမတင်လို့အဲ့ဒါလိုဖြစ်တယ်အလုံးကအတိညာဉ်ကိုထိတ်တန်းတင်စေခြင်းနဲ့ဟုတ်စဉ်းစားမြတ်စွာဘုရားကတော့စဉ်းစားခိုင်းတယ်အကုန်လုံးသူပြောတာတော့မယုံတဲ့အောင်စဉ်းစားလို့ခိုင်းတာသူ့ကိုလည်းဝေဖန်ခိုင်းတယ်ဒါကြောင့်မို့လို့ဘာသာရေးခေါင်းဆောင်ထဲမှာအဝေဖန်ခန္ဓာဂေါတမဘုရားတဆူပဲရှိကျန်တဲ့ပုဂ္ဂိုလ်တွေကတိုင်းပြည်မှာရှိတဲ့ရဟန်းရှင်လုံးဝပြည်သူများမင်္ဂလာပါခင်ဗျာမင်္ဂလာပါတန်ခဂျေစုနော်မြတ်စွာဘုရားရဲ့တရားတွေကိုသူတို့ကသိအောင်အရင်ကြိုးစားပြီးတော့သင်ကြားပြီးတော့ကျွန်တော်တို့ကိုပြန်လည်မျှဝေတာအမတန်ကြီးပါပြီတဲ့အဲ့အတွက်ဗုဒ္ဓဘာသာတယောက်ဖြစ်လိုက်ရတာသေချာပေါက်ဂုဏ်ယူလိုက်စမ်းပါဟေးတို့ကိုယ်ွယ်တဲ့ဘုရားဟာအဝေဖန်ခံတဲ့ဘုရားကွာအမိတ်ပေးတဲ့ဘုရားမဟုတ်ဘူးနော်အပြစ်ပေးတဲ့ဘုရားမဟုတ်ဘူးလမ်းညွန်တဲ့ဖះကွာလူသားတယောက်ရဲ့အုံနောက်ကိုလွတ်လွတ်လပ်လပ်ဆွေးနွေးခွင့်ပေးထားတယ်မေးမြန်းခွင့်ပေးထားတယ်ဝေဖန်ခွင့်ပေးထားတယ်ဒါဟာအခြားသောဖះတွေနဲ့မတူတဲ့အချက်ပဲ It's alright ဒါကြောင့်မို့ဗုဒ္ဓရဲ့တရားတွေနဲ့ပတ်သက်ရင်ဘယ်ဘာသာကမှလာပြီးရှင်ပြန်ဝင်တူဝင်ဝါဒပြန်ဝင်မရှိဘူးမရဲဘူးဒါကြောင့်မို့တခြားသောနီလန်းအနေနဲ့ဘာသာတရားတွေကိုတိုးပွားဖို့အတွက်အင်အားတိုးပွားဖို့အတွက်ကြိုးစားအထောက်တာတွေကိုကမ္ဘာသမိုင်းကိုကြည်မြင်ရမယ်နော်ခရုစိတ်စပွဲတော့လို့ပေါ့โอเคအစ္စလာမ်ဘာသာကိုလက်ခံလိုက်ရင်ဆရာငြင်းချမ်းသွားမယ်တဲ့လက်ခံလိုက်ပါလားတကယ်မှန်ရလားအစ္စလာမ်ဘာသာဝင်အားလုံးကိုယုံကြည်နေတဲ့သူအားလုံးကိုငြင်းချမ်းအောင်တကယ်လုပ်ပေးနေသလားယခုလက်ရှိကမ္ဘာကြီးကိုကြည့်လိုက်ဘင်္ဂလားဒေ့ရှ်မှာဒုက္ခသည်ဖြစ်နေရောက်နေတဲ့သူတွေကိုကြည့်လိုက်နော်ရိုဟင်ဂျာတွေဘင်္ဂလီတွေဆူဒန်မှာဖြစ်ပျက်နေတဲ့ပြဿနာတွေကိုကြည့်လိုက်ဂါဇာမှာဖြစ်ပျက်နေတဲ့ပြဿနာတွေကိုကြည့်လိုက်အီရန်မှာဖြစ်ပျက်နေတဲ့ပြဿနာတွေကိုကြည့်လိုက်ဟုတ်လားဘာလို့ကောင်းအောင်မော်လှအောင်ပေါ့အောင်မဖန်ဆင်းပေးတာလေဒါရိုးရိုးလေးတွေးလို့ရတယ်ပေါ့အတမအုံတောင်းနဲ့နော်အဲကြောင့်မို့လူသားတယောက်ကိုလွတ်လပ်စွာဝေဖန်ခွင့်မေးမြန်းခွင့်ဒီမိုကရေစီနည်းရလွတ်လပ်စွာတွေးခေါ်ခွင့်ဝေဖန်ခွင့်ပေးတာဟာနော်စော်ကားခွင့်ပေးတာမဟုတ်ပါဘူးကျင့်သုံးတင်လားမကျင့်သုံးတင်ဘူးလားဆိုတာကိုစဉ်းစားဆုံးဖြတ်ခွင့်ပေးတာဖြစ်တယ်အဲ့အတွက်အဓိကပြောချင်တာကဘာသာတစ်ခုနဲ့တစ်ခုဝေဖန်လို့ရတယ်ပိုင်းခြားလို့ရတယ်နော်မသိရင်ဆွေးနွေးလို့ရတယ်အပြန်လန်းသို့တော့စော်ကားလို့မရဘူးနော်တဘာသာနဲ့တဘာသာစော်ကားလို့မရဘူးဆွေးနွေးလို့ရတယ်ဝေဖန်လို့ရတယ်ဆိုတော့ message ပေးရင်ဖြစ်ကျွန်တော်ဆရာချစ်ဟာတော့ကျွန်တော်ရဲ့ဆရာဟာမြတ်ဗုဒ္ဓသာဖြစ်ပါကြောင်းနဲ့ဗုဒ္ဓလမ်းစဉ်နဲ့ဗုဒ္ဓသာသနာဒုက္ခအသင်ကြီးကိုတည်ထောင်ဖို့လာနေပါ